င်္ဂလာပါဒီမှာကိုရောက်တဲ့ပစ္စည်းကိုပေါ့နော်ဗီဒီယိုရိုက်ပြီးရင်နောက်ရက်ကျရင်ဘယ်လိုနီးမျိုးနဲ့ပေါ့နော်ရရမယ်နီးလဲပြောက်သွားတဲ့ချင်းဆိုတော့တယောက်လာမိတယ်မလေးကိုအဲ့တော့ तू ကလေဟိုအကျဉ်းမှာကျန်ကောင်းဆုံးပြီးမယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင်သူများတွေဘယ်လိုရိုက်လဲပေါ့နော်ဗီဒီယိုလေးတွေကိုအမြဲတမ်း inspire ယူပြီးတော့လေ့လာပါနော်ဟိုမှာသူများတို့ပစ္စည်းတွေပေါ့နော် product လေးဘယ်လိုရိုက်လိုက်လဲဘယ်လိုကင်ပြီးတော့ရိုက်လိုက်ပြီးရင်ဘယ်လိုတွေပြောသွားလဲကိုယ်ကလေးကြရင်ရောဘာမျိုးတွေထပ်ပြီးတော့ပြောလို့ရလဲအဲ့လိုမျိုးပေါ့နည်းနည်းလေးဟို inspire ယူပြီးတော့လေ့လာကြည့်ပါအဲ့လိုမျိုးလေးမလေးပြောချင်တယ်ဘာလို့မလေးကိုယ်တိုင်ကလည်းဟိုတနေ့နေ့မတူတဲ့ဗီဒီယိုတွေဖန်တီးတဲ့အခါမျိုးမှာဘယ်လိုမျိုးထုတ်လဲဆိုအဲ့လိုမျိုးပေါ့နော်ဟိုသူများဗီဒီယိုလေးကြည့်လိုက်တယ်နီးလန်းတူရင်တူလိမ့်မယ်ဒါပေမဲ့ဘယ်တော့မှအသွင်တော့မတူအဲ့လိုမျိုးလေးနဲ့ပဲမလေးလဲဗီဒီယိုလေးရိုက်တယ်ပေါ့နော်โอเคအဲ့လိုမျိုးလေးပေါ့သူများရဲ့ဘယ်လိုရိုက်လဲလေ့လာကြည့်ပါနော်မဟုတ်တလို့ရဆိုရင်ဟိုညီမမလေးတချင်းနေပေါ့နော်ညီမမလေးပဲရှင်ဆွဲလုပ်ကြအမလေးဟိုအဲ့မမီမီရဲ့ပေါ့နော်ပုံလေးတွေကိုအာနီးတူတွေလုပ်ကြတယ်တိလားမမီလုပ်တလို့မျိုးပေါ့နော်မီးတူလုပ်ကြတယ်ဒါပေမဲ့ဟိုနီးတူလောက်ကြတော့ကြည်လာတော့ကြတော့ရိုးသွားတယ်ဒါပေမဲ့အဲ့မှာဟို၄၅၆ယောက်ကမတူတဲ့ပုံစံလေးနဲ့လုပ်တယ်အဲ့ဒါကြီးじゃပြင်ကြည့်လို့ကောင်းသွားပြန်အဲ့ဒါကြောင့်လေဟိုပြောချင်တာကတော့လေဟိုဒီတချင်းတော့ဒီတချင်းပဲတရုပ်ဆောင်ကြပဲညီမမလေးကိုတရုပ်ဆောင်ကြပဲဒါပေမဲ့ကိုကမတူညီတဲ့ပုံစံမျိုးလေးနဲ့ခွဲထွက်ရင်လူတွေကပို့ပြီးတော့သတိထားမိတယ်မဟုတ်ရိုးသွားအောင်သူလည်းဓာကြီးပြောတယ်ကိုလည်းဓာကြီးပြောဆိုရိုးသွားအဲ့တော့သူများနဲ့မတူတဲ့ထူးခြားမှုလေးတွေတော့ကိုအမြဲတမ်းတော့လေ့လာနေရမယ်ဒီလားအဲ့တော့ကိုရောက်တဲ့ပစ္စည်းအားသာချက်လေးကိုရှာပြီးတော့မတူညီတဲ့ပုံစံမျိုးလေးနဲ့အမြဲတမ်းလာချပြပြီးတော့သူများတွေဘလို့ဗီဒီယိုလေးရိုက်လဲ inspire you ကိုကလေးကြရင်ရိုက်မယ်ဆိုတော့အမြဲတမ်းတွေးနေပါโอเคနော်ကိုပဲ trader ကိုပဲမင်းသမီးပေါ့နော်ပြောရရင်တော့လေโอเคကိုပဲဇညုံပေါ့လေနော်အဲ့လိုမျိုးလေးတော့စူးစမ်းရမယ်နော်ကိုကပတ်စံလို့ကျင်တာလေဟုတ်တယ်မလားပစ္စည်းလေးရောင်းကောင်းကျင်နေဆိုရင်တော့ဒါမျိုးကတော့စဉ်းစားမှရမယ်โอเคအဲ့တော့မလေးကတော့ coach မလေးပါရှင်းနောက်ထပ်ပြကြရင်မလေးပြန်ပြီးတော့ဖြည့်ပေးပါအောင်ရှင်မလို့နောက်ထပ်ပြကြရင်ပြန်ဆောင်ကြရမယ်